Joy time manila benani sibile. 10 နှစ်ရှိပြီကို Any sibi Benaga manila ကာနာကို Kana la ဟုတ်ဟုတ် Kana matanangan lo mere ဟုတ်အကုန်မဲတဲ့ကို Kana ma chin sila ရှိတယ်ချင်းရှိတယ်ကို Pian la lan sao da လ la မ်းလျှောက်တယ် Hala Chin lan sao de လမ်းလျှောက်ပြီးလာကြိုက်တယ် Du naga ma chin lan sao bi la kai de Hey mu yo do mlo la Ba pi lo di na ma mong la ye la မမရဘူးကို Hala Hey pu da ma thwe ba la အော်မထွက်ဘူးကိုဒီအယောင်ကအကျန်းခံတယ် A chan khan de ဟုတ် A chan khan de a yong de Kana ma chen si la မရှိဘူးကိုဟိုအကောင်ကြီးကြီးဟိုဗာလဲဖီလာငဲ့လာအဲ့ဒါတွေပဲရှိတယ်ကို မဲလို့ခါတာလဲဟိုထိုင်းမှာလိုမျိုးပဲလားဒါမှမဟုတ်ကတမ်အဲ့လိုမျိုးခါတာလား မဟုတ်ဘူးကိုဒီလိုမျိုးမခါဘူးကျွန်တော်ရွာမှာ မင်းရွာမှာအစိမ်းစားတာလားအကျက်စားတာလား ကျဲမစားတယ်ကို ဒီကနေသွားရင်ဝေးလားမင်းနေတဲ့နေရာနဲ့ဘယ်မှာနေလဲ တောင်ပဲအာဖရိကနေတယ်ကို ဒီကောင်တွေစိတ်ဓာတ်မကောင်းဘူးကိုငါအမေသေးတော့ဖိတ်ထားတာလာတော့မလာဘူး မိဖေးသေးတော့ငါသွားတယ်မင်းမတွေ့ဘူးလား မင်းဘက်မှာလဲငါမတွေ့ဘူး နောက်နေ့ဆိုငါသွားရအောင်မယ် ဘာပွဲသွားမို့ မိမသေးတဲ့ပွဲ မြန်သွားပြီးတင်တယ် ဗာများမင်းတို့အလုပ်ရှိတာငါ့ကိုခေါ်ငါသွားတယ်ငါအလုပ်ရှိတာမင်းတို့ကိုခေါ်တာမင်းတို့မသွားဘူး မင်းဘက်မှာလှုပ်ရှိလဲ အာဖရိက အော်ငါခွိဘယ်သူသွားမလဲအဲ့လောက်ထိဝေးတာ မင်းလေးရင်ငါပြီးသွားပေါ့ ခုနကနေလက်ညွန်ထိုးတာငါမျက်နှာနေထိုးတယ် ဘာဖြစ်လဲပြဿနာရှိလို့လား အောင်ဘာလဲတို့ဤ မင်းဘာဖြစ်ချင်လို့လဲ မင်းဘာဖြစ်နေတာလဲထိုင်ပြီးစကားပြော မင်းငါနဲ့ဘာဖြစ်ချင်လဲ ဘာမှဖြစ်ချင်ဘူး မဖြစ်ချင်နဲ့ဘောကကောင်းထိုင်နေတာကိုငါလာစခွက်ပြောင်းတယ်ချိန်ကပြန်လာလန်လျှော့တာလားနိဖေးလားချိန်ကလန်လျှော့တိုက်ရတာ ငါမသိလို့ မသိရင်လည်းမပြောနဲ့ပေါ့ငါကန်ထဲလိုက်ကောင်းမလား ဒါကြော်ကြီးနော် ကြော်ကြီးငါဖေမမဟုတ်တာ โอ้โหဒါတော့မှငါတို့နန်ကန်မှာလာနေတာပဲနော် မိထိုင်ရှိလား အောင်ငါထိုင်ရှိပေါ့ မိမပုတ်တရားရှိလား ရှိတယ် မရှိရင်ငါရဲကိုလာဖန်ခံလိုက်မယ်တတောင်စားတွေ နေဘသူကိုဆဲနေတာလဲ အမေကိုဆဲတယ်ဘာဖြစ်ချင်လဲဖြစ်ချင်ထလဲဘာဖြစ်ချင်လဲ ဒီမှာထိုင်မို့ ဟောထိုင်ပေါ့ဘာဖြစ်လို့ခုနကနေထတာလဲ ဟေးဒါကြော်ကြီးနော် မင်းဘာဖြစ်နေတာလဲပါဝင်ပါလို့လဲ ဒါလည်းတပ်ပဲရောက်သွားတာလဲကွာ မင်းနေတာကောင်းမင်းနေတာမဟုတ်ဘူးချိန်ကပြန်လာလန်လျှော့တာလဲနိဖေလို့လန်လျှော့တတ်တာလားချိန်ကဘာဖြစ်ငါကိုဆက်စုနေရတာလဲငါနေ့ကိုတခုလောက်မေးမယ်ငါမျိုးဖို့နေ့ကိုသွားတောင်းဘူးလို့လားဟမ်ငါနေ့ကိုတောင်းဘူးလို့လားငါမရှိဘူးအေးအကိုငါ့သမီးတနေ့လောက်တွေးပါလို့ငါတောင်းစားဘူးလို့လားပြောစမ်း ဆက်ကရတဲ့ငါမင်းသားနော် မင်းကြည့်ဘူးလားဒုဒန်းလူဆက်ကငါမင်းသားအလို့ဆိုအလေးစပန်ခွာကြည့်ဘူးလားအော်ကြောင်တယ်ဟုတ်လားတတောင်စား အခွိဆက်ကလာဒင်ဒန်ဒင် အဲ့ဒီကားထဲမှာလက်ခွလဲပါတယ်ကြည့်ဘူးလား ဘူးလဲအော်လက်ခွဆက်ကလား ဟုတ်တယ် အော်ဆက်ကကောင်းတယ်ဆက်ကကောင်းတယ်အဲ့ဆက်ကကောင်းတယ် စစ်တပ်ကကြည့်ဘူးလားမြေလူပြီးစစ်တိုက်နေတာလေအဲ့ဒီဆက်ကမှငါမင်းသား မင်းနဲ့ကန်မှာပြန်ပြီးမိအဖေအမေအတွက်ဦးစင်းပြန်မတက်ပေးဘူးလား ငါဖေတော့မတက်ရသေးဘူးနောက်နေ့မှတက်မယ်မင်းသွားမလားမင်းစသဖြင့်မယူရလိုက် ဟိုငါစားတဲ့ပင်တော့သူသိတယ် တတောင်စား နင်ဘသူကိုဆဲနေတာလဲ အနည်းကိုဆဲတယ်ဘာဖြစ်ချင်လဲ ငါဘာမှမဖြစ်ချင်ဘူးငါမေးတာပဲ မိပါလဲ ငါပလဲနဲ့သွားတိုင်မယ်နော်ဟိုတနေ့ကနေဈေးချောက်ဆူတယ်ကားပေါ်မှာ ငါတော့တာဘာဖြစ်လို့နေမပြော မပေးနေသူ့ကိုမပြောဘလို့ပြောအတူစောင့်နေတယ် မင်းတို့ကိုမသိဘူးဟုတ်လားငါနေတော့မေးမယ်ဒီနေ့ငါမလာဘူးစီမင်းတို့မျိုးစရာတွေရှိပါမလားပြော ဘာမျိုးစရာမရှိလဲပြော ငါမင်းတို့ကိုတနာလို့ငါမလာလို့စီမင်းတို့မျိုးစရာရှိမလားပြော အောင်မင်းကဝဲကျွေးလို့လား တတောင်စား သူ့ကိုဆဲလဲ ငါမင်းကိုဆဲတယ်မင်းတို့ငကောင်စလုံးပဲငါဆဲတယ်ဘာဖြစ်ချင်လဲ မင်းပြောတာကျေသွားပြီဒီများစကာရက်နေတယ် အဲ့ဒါသူများကိစ္စငါစိတ်မဝင်စားဘူးငါအေးအေးဆေးထိုင်နေတာဘာဖြစ်လို့နေတော့ငါ့ကိုစခွဲလာပြောင်းနေရတာလဲ ငါစကွက်ပြောင်းတာမဟုတ်ဘူးငါမေးတာချင်စီလားလို့ မင်းဖေးလို့မေးတယ်လားချိန်ကပြန်လာလားလန်လျှောက်တာလားမင်းလို့တတ်တယ် သူပြန်လာလားလမ်းလျှောက်တာလား အဲ့ဒါမင်းကိစ္စမင်းတွေးသလိုတွေး